One Piece ဖန်နေကြတယ်မှာ Zoro နဲ့ Sanji ချောရင်ဘယ်သူနိုင်မလဲဆိုတဲ့ငင်းငုံပွဲကဘရောမပြီးမှမဟုတ်တဲ့ legendary debate ကြီးတစ်ခုပဲ Oda ကိုယ်တိုင်ကတော့မကြသေးခင်မှာပဲ Sanji နဲ့ Zoro က equal ချစ်တယ်လို့ပြောထားတယ်ဒါပေမဲ့လူနှစ်ယောက်ချရင်တည်ရကြတယ်ဆိုတာမရှိဘူးအဆုံးသက်မှာတယောက်ယောက်ကတော့တေချာပေါက်အနိုင်ရမှာပါပဲ Oda ကသူတို့နှစ်ယောက်ကို rival ပုံစံမျိုးရေးသားထားတယ် Luffy ရဲ့ညာအလက်ယုံနဲ့ဘဲလက်ယုံဓားသမားနဲ့စားဖို့မူဟာကီတင်ထားတဲ့ဓားသွားတဲ့နဲ့မိတောက်နေရဲ့ခြေထောက်တွေchapter ပေါင်း1000ကျော်တဲ့အထိဖန်တွေကဒါကိုမမြဲမင်းနေကြတော့မယ်တကယ်လို့ Zoro နဲ့ Sanji တာအသေးလဲတိုက်ကြပြီဆိုရင်အဆုံးသက်မှာဘယ်သူကအနိုင်ရမလဲဒီနေ့မှာတော့ကျွန်တော်တို့ဒါကိုခွဲချမ်းစိတ်ဖြာသွားမှာပါ Feast Day Haki Speed Durability Power Ups နဲ့ Battle IQ အားလုံးကိုခြုံငုံပြီးဘယ်သူကပိုတာမလဲဆိုတာအဖြေထုတ်ပေးသွားမှာမယ်ဘက်လိုက်တာတွေခဏဖယ်ထားလိုက်ပါ Canon Fig ရဲ့အချက်အလက်တွေနဲ့ပဲပြောကြမယ်ဇက်လိုင်းရဲ့ပုံဖော်မှု Portrait အရင်ဆုံး Oda သူတို့ကိုဘယ်လိုနေရာပေးထားလဲဆိုတာကြည့်အောင်သူတို့နေရာဟာပြိုင်ပတ်တွေဖြစ်တယ်လို့ Robin ပြောချက်တယ်လို့ Luffy ရဲ့တောင်ပန်နုဖတ်လက်ဖြစ်တယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်သူတို့နေရာဟာပင်လေဓာပြပြီးရင်အတွက်ညီတူညီမြတ်အရေးပါရင်မနိုင်ကြည့်တယ်ပဲဒါပေမဲ့ဇက်လန်းအရာကြည့်ရင်တော့ Zoro ကအမြဲတမ်းတဆင့်အတန်မှာရှိနေပါတယ်ဥပမာ Zoro ကဒုတိယအတန်မှာဆုံးရန်သူနဲ့တိုက်ရရင် Sanji ကတတိယအတန်မှာဆုံးနဲ့ပဲတိုက်ရလေရှိတယ် Zoro က Alabasta မှာ Mr. 1နဲ့တိုက်ခိုက်နေချိန်မှာ Sanji က Mr. 2နဲ့တိုက်ခိုက်ခဲ့ရတယ်အခုနောက်ဆုံးဝါနိုမှာလဲ Zoro ကဒုတိယအတန်မှာဆုံး King ကိုတိုက်ခိုက်ခဲ့ပြီး Sanji ကတော့တတိယဖြစ်တဲ့ Queen နဲ့တိုက်ခိုက်ခဲ့ရတယ်။ဒါကြောင့် narrative အရ Zoro ကအနှဲငယ်တော့အသာစီးရနေပါတယ်။ဒါပေမဲ့နောက်ဆုံးတိုက်ခိုက်ခဲ့တဲ့အချိန်မှာ Zoro က King ကိုတေလူနီပါတိုက်ခိုက်ခဲ့ရပြီးမြဲ Sanji ကတော့ Queen ကိုအနားဒီအားစိုက်စရာမလိုခဲ့ပါဘူး။ Zoro ရဲ့တိုက်ခိုက်ပုံက raw power ပဲ။ကင်ထားတဲ့ Emma ကလည်းအလားကားမဟုတ်ဘူး။ဝါနိုရဲ့ rooftop တိုက်ကွက်မှာ Zoro လုတ်ပြထားတာတွေကိုကြည့်အောင်ရုံးကုန်မြောက်ဖြစ်တဲ့ကိုင်ဒိုနဲ့ Big Mom တို့ရပေါင်းဆက်တိုက်ကွက်ကိုခဏတာတောင့်ခံပေးခဲ့တာဟာ series တစ်ခုလုံးမှာအလန်းဆုံး speed တစ်ခုပဲပြီးတော့ကိုင်ဒိုကိုအမာရွက်ထင်သွားအောင်လုပ်နိုင်ခဲ့တယ်လို့ထိတ်တန်း top tier တွေပဲသုံးနိုင်တဲ့ advance ကွန်ကွာက Haki ကိုပါနိုးထွာလာခဲ့တယ် Zoro ရဲ့အဓိကလက္ခဏာကတော့တစ်ချက်သေးနဲ့အပြက်ဖြတ်မဲ့အဖြက်စွမ်းအားအပြင်းဆုံးတိုက်စစ်ကွာပဲ Sanji ဘက်ကိုပြန်ကြည့်ရအောင်သူကတော့ speed နဲ့ နီးဗျူဟာပိုင်းမှာဆရာကြီးဝါနိုမှာ Sanji ရဲ့ဂျာမာနိုဗီဇာနိုးထွာလာခဲ့တဲ့နောက်မှာတော့သူကတကယ့် monster တကောင်ဖြစ်သွားခဲ့တယ် exoskeleton ကြောင့်ဓာတ်နဲ့ခုတ်ရင်လည်းဓာတ်ချိုးသွားတဲ့အထိခံနိုင်ရရှိလာသလိုအမြန်နှုံကလည်းမျက်စိနဲ့တော့မလိုက်နိုင်တော့ပဲကိုပြောင်မူနာဖြစ်သွားတယ်မီးပြတောက်တဲ့ Ifrit Jambe ကလည်း Queen လိုကောင်မျိုးကိုအလွယ်လေးအနိုင်ယူတယ် Sanji ရဲ့အားတာချက်ကတော့ mobility နဲ့တစ်ဖက်လူကိုအသက်ရှူချိန်မပေးဘဲနဲ့ဆက်တိုက်ခိုက်နိုင်စွမ်းပါတိုက်စစ်အားဖြင့်တော့ဒီမှာ Zoro အပြစ်တတ်နိုင်တယ် advance ကွန်ကွာက Haki ဆိုတာတိုက်စစ်မှာအမြင့်ဆုံး level ပဲ speed ဒါကတော့ Sanji ရဲ့ကစားခွင့်ပဲသူက Zoro တဲ့တိတိတတ်တာပုံမြန်ပါတယ်ခန္ဓာရည်မှာက Zoro မှာကတေမတက်တန်ရာကိုတောင့်ခံနိုင်တဲ့ endurance ရှိပြီးမြဲ Sanji မှာကမာကျောတဲ့ exoskeleton နဲ့ခဏလီနဲ့တန်ရာပြန်ပြောင်းနိုင်တဲ့ regeneration ရှိတယ်ဒီတော့ဒါကတော့တရေလူပြောလို့ရပါတယ် Haki မှာဆိုရင် Zoro မှာက advanced armament Haki ရှိတယ် Sanji ရဲ့ armament Haki ကတော့ Zoro level မရှိပါဘူးဒါကြောင့် Zoro က armament မှာအသာရပါတယ် observation Haki ကတော့ Sanji ကအပြတ်အသကောင်းတယ်သူ့ရဲ့အထူးခြားဆုံးကတော့မိန်းမတွေအကူအညီလိုရင် auto တွေ့ပါတယ် Conqueror Haki မှာတော့ Zoro က advanced form တွေပါသုံးပြနေတဲ့အချိန်မှာ Sanji ကတော့3000မသုံးတတ်သေးပါဘူးနောက်ပိုင်းမှာသုံးတတ်လာမှာကတော့သေချာတယ်ဘာကြောင့်လဲဆိုအခု Elbaf မှာ Holy Knight တွေရောက်လာပြီသူတို့ကိုအနိုင်ယူနိုင်ဖို့က advanced Conqueror Haki လုံးဝလိုအပ်လို့ပါပဲဘာပဲပြောအခုလောလောဆယ်အခြေအနေနဲ့ပဲရှင်ပါဆိုတော့စက်ကြည့်လိုက်ရအောင်တကယ်လို့သူတို့နှစ်ယောက်သာအသေးအလဲတိုက်ကြပြီဆိုရင် Sanji ကသူ့ရဲ့ speed နဲ့ Zoro ရဲ့ကစားကွက်ကိုပိတ်ထားပါလိမ့်မယ် Zoro ဘက်ကဓာတ်ချက်တစ်ချက်ထိဖို့တောင်ခက်ခဲပါလိမ့်မယ်ဒါပေမဲ့ဒီတိုက်ကွက်ရဲ့ key factor ကတခုတည်းပဲ Zoro ရဲ့ advanced Conqueror's Haki တွင်းထားတဲ့ဓာတ်ချက်ကို Sanji ရဲ့ခန္ဓာကိုယ်ကဘယ်နှချက်တောင့်ခံနိုင်ပါလဲ Sanji ဘလောက်ပဲမှာ King of Hell တိုက်ကွက်တစ်ချက်တင်အဖြေကပြောင်းသွားနိုင်ပါတယ် Zoro ရဲ့အဆုံးသတ်နိုင်စွမ်း finishing potency ကလက်ရှိမှာ Sanji ထက်ပိုမြင့်နေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အဆုံးအဖြတ်ကတော့ Zoro က extreme difficulty နဲ့နိုင်ပါလိမ့်မယ်သူတို့ကြားမှာကွာဟချက်ကအများနဲပါတယ် Sanji က Zoro ကိုသူ့ရဲ့ limit ထိရောက်အောင်တွန်းပို့မှာပါဒါပေမဲ့ဇက်လန်းရဲ့အနေထားရတော့ Haki အဆင့်ကြီးရတော့ Zoro ကအနှဲငယ်ပိုတာနေပါသေးတယ်တင်ရောဘယ်လိုထင်လဲ Sanji ရဲ့ speed က Zoro ရဲ့ Haki ကိုကျော်ဖြတ်နိုင်မလား comment မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် channel လေးကို like နဲ့ subscribe လုပ်ပေးသွားကြဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်